ကျွန်တော်တို့ငငယ်ကလေးယုံကြည်ခဲ့တဲ့ငကားဆိုတာတကယ်တော့ပုံပြင်တတ်မဟုတ်ပဲမြမပင်လေပင်ထဲမှာအခုထိအသက်ရှင်နေတုန်းပဲဆိုရင်ကောသင်ယုံမလားစဉ်းစားကြည့်အောင်ကျွန်တော်တို့ဘိုးဘွားတွေရဲ့ပုံပြင်ထဲမှာငကားတွေအတောင်ပန်းပါတယ်ဟင်းတန်ကြီးတယ်ကောင်းကင်မှာပြန်တန်းနိုင်တယ်ဒါဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကကြောက်ွယ်သွားပြီလို့ထင်ရတဲ့တယ်ရော့ဆိုဒိုင်နိုဆောတွေနဲ့တထေးရတဲ့တူနေတာမထူးဆန်းဘူးလားမြမကန်ယိုတန်းရဲ့မြေပုံပေါ်မှာမပါတဲ့ကျွန်းတကျွန်းမှာဒေသခံတငါးဒီတွေတခါမှမမြင်ဘူးတဲ့တတဝါကြီးတွေကောင်းကင်မှာပြန်ထမ်းနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုကြတယ်။ဒေပန်ပညာရှင်တွေကတော့ဒါဟာတီးခြားကဘာတစ်ခုလို့ထင်နေတဲ့ဒီကျွန်းပေါ်မှာဒိုင်နိုဆောတွေမျိုးမတုံးပဲဆက်လက်ရှင်ထမ်းနေတာလို့ယူဆနေကြတာပါ။ဒါဟာရိုးရပုံပြင်တွေကငကားဆိုလာထက်ကျွန်တော်တို့ကဘာဦးကလေးကကြံရည်ထဲတဲ့သိရှိရတနာတွေဖြစ်နေခဲ့ရင်ဒါဟာမြန်မာပြည်ရဲ့အကြီးမားဆုံးယူချက်ဖြစ်လာမှာပါ။ပုံပြင်တွေဆိုတာတကားလေးမှာအမှန်တရားရဲ့အရေးအယောင်တွေဖြစ်တတ်ပါတယ်။အဲ့ဒီကျွန်းပေါ်မှာဘာတွေရှိနေသေးလဲဆိုတာဘယ်သူမှတက်အပ်မပြောနိုင်သေးဘူး။မင်းကအဲ့ဒီငကားတွေကိုတွားရှာဖို့တတ်သိရှိလား။